မောင်ကအကြိုက်ပြောင်းနေတာမို့လို့မျောနေကြမယ်ထင်ပါရဲ့ရှင်အားလုံးကိုမျောလင့်ချက်ပေးပြီးတော့မတင်ဖြစ်ထားတဲ့ဒီတိုးပတ်အိတ်လေးကိုဒီတစ်ခေါက်ကျတော့တေချာလေးတင်ပေးပါမယ်ရှင်ဒီတိုးပတ်ရဲ့ size ကကျတော့လက် size ဖြစ်တဲ့အတွက်ကြောင့်မို့မောင်တို့ကအလျားကို84 cm သုံးပြီးတော့အနံကို53 cm သုံးပါမယ်ဒီတိုးပတ်အိတ်လေးကကျတော့ပိတ်စအသွေးနဲ့အပြင်နည်းနည်းအရှည်ကွာမယ်ပေါ့နော်အပြင်ဘက်ကို84 cm သုံးပြီးတော့အတွင်းဘက်ကိုကျတော့အလျားက86 cm သုံးပါမယ်ရှင်မောင်အခုလုပ်ပြမယ့်အိတ်က size အကြီးဖြစ်တာမို့လို့သူကအိတ်ကက်လေးပါမှပိုလှပါမယ်ရှင်အဲဒါကြောင့်မောင်ကအိတ်ကက်သုံးပါမယ်ပေါ့အိတ်ကက်ကိုကျတော့မောင်ကအသွေးအိတ်ကက်အပြင်အိတ်ကက်နှစ်ခုသုံးထားတယ်ပေါ့နော်ပြီးတော့မောင်တို့ကတိုးပတ်ရဲ့ကျိုးလိုပါမယ်ရှင်ဒီကျိုးရဲ့အနံကကျတော့17 cm သုံးထားပြီးတော့ကျိုးရဲ့အလျားကျတော့58 cm သုံးထားတယ်ပေါ့နော်အခုမှခောက်ပြထားတယ်လို့ပဲခောက်ပြီးတော့ကော်သုံးမယ်မိဘူးနဲ့တေချာတိုက်ပြီးတော့ဆက်နဲ့ပြီးချုပ်မယ်ပေါ့နော်အဲ့မှကျိုးကခိုင်ပြီးတော့ပို့ပြီးမှာပါမယ်မောင်ကနေမကောင်းဖြစ်ထားပြီးတော့အတန်ကအပ်နေတာမို့လို့မောင်အတန်ကိုတီးခံပြီးတော့နားထောင်ပေးကြပါအောင်နော်လိုအဲ့ဒီပစ္စည်းတွေကမောင်ပြောပြီးဆိုတော့အခုပထမဦးဆုံးမောင်တို့ make up လုပ်တဲ့ပုံစံအတိုင်းပဲဖောက်ချက်နဲ့အပြင်လွှာကိုတွဲချုပ်ပါမယ်ဒီအပြင်ပိတ်စကိုမောင်ကတထူလေးလိုချင်တဲ့အတွက်ကြောင့်ပိတ်စကိုကော်ပိတ်တစ်ထပ်ခံပြီးမှဖော်နဲ့ကတ်တယ်ပေါ့နော်ပြီးရင်တော့ခုနကချုပ်ပြခိုင်းတဲ့ပုံစံအတိုင်းကျိုးလေးနှစ်ချောင်းပေါ့နော်ဒါကြတော့အသွေးအိတ်ကက်ဖြစ်ပါရဲ့ရှင့်အပြင်အိတ်ကက်ကိုကြတော့မောင်ကဖော့ကိုတဝက်ခံနေပေါ့နော်အိတ်ကက်လေးကိုမမတတောက်လေးဖြစ်ချင်လို့ပါရှင့်မောင်တို့ကအသွေးအိတ်ကက်ကိုကြတော့ဖော့မခံတော့ပါဘူးနော်ပြီးရင်တော့အတွင်းစားကိုခဏထားရပြီးတော့မောင်တို့ကဖော့ချက်ကတ်ထားတဲ့အပြင်စားကိုအရင်လောက်ပါမယ်ပေါ့အဲ့ရဲ့ကျိုးကိုကြတော့အိတ်ကိုအလဲတက်တက်ခေါက်တစ်ပတ်တစ်ချက်စီမှာ9 cm စီမှတ်ပြီးတော့ကျိုးကိုထည့်မယ်ပေါ့နော်အဲဆိုရင်ကျိုးလေးရတော့ပါပြီရှင့်မောင်တို့ကကျိုးရဲ့နေရာကိုတေချာလေးမှတ်ပြီးတော့ဆက်နဲ့ဖိမယ်ပေါ့နော်မောင်ကြတော့ခံရအောင်လို့နှစ်ကြောင်းဖိလိုက်ပါရဲ့ရှင့်နှစ်ဖက်လုံးကိုဖိလို့ပြီးပြီဆိုတော့အိတ်ကတ်တက်မယ်ပေါ့နော်ဒီအိတ်ကက်ကိုမောင်တို့ကအတွင်းဘက်ကိုချုပ်ပြီးတော့အပြင်ဘက်ပြန်လှည့်ရမှာဆိုတော့အိတ်ကက်ပပတ်လေးကိုချုပ်ပြီးတော့အပေါက်နည်းနည်းချန်ထားမယ်ပေါ့နော်အဲ့ဒီအပေါက်ကနေမောင်တို့ကပြန်လှန်ပြီးတော့အလှဘက်ရောက်သွားရင်ဒီအပြင်ကအိတ်အကြီးနဲ့တွဲပြီးတော့မောင်တို့ကချုပ်လိုက်ရင်အိတ်ကက်လေးရပါပြီရှင့်ဒီအိတ်ကက်ကိုချုပ်ထဲတဲ့နေရာမှာလဲအိတ်ကိုအလဲတက်တက်ကိုမှတ်ပြီးတော့အိတ်ကက်ကို12 cm အရှည်မဟုတ်ရင်14 cm အရှည်ကိုတုံးပြီးတော့ထည့်လို့ရတယ်ပေါ့နော်ပြီးရင်တော့မောင်တို့က makeup box ပုံစံအတိုင်းပဲအပေါက်ဖောက်ရမယ်နော်အပေါက်ကိုကြတော့အတွင်းရောအပြင်ရော၄ပေါက်လုံးဖောက်ရမယ်ရှင့်အပေါက်ကကြတော့အလျား6 cm အနည်း5 cm ဖောက်ရမယ်နော်ပြီးလို့ရှိရင်တော့ဒါကကြတော့အသွေးအိတ်ကက်ဖြစ်ပါရဲ့ရှင့်အသွေးအိတ်ကက်ရောပဲအပြင်အိတ်ကက်နဲ့တူတူချိန်ပြီးတော့ထည့်လို့ရပါတယ်ဒါဆိုရင်မောင်တို့ရဲ့အပြင်အိတ်ကက်လေးကပြီးသွားပါပြီပေါ့နော်သူကကြတော့ဘေးပိတ်မယ်ဒီဖောက်ထားတဲ့အပေါက်နေရာကိုပိတ်မယ်ပြီးတော့အလှပဲလှည့်မယ်ပြီးရင်အဲ့ဒီပိတ်ထားတဲ့နေရာကိုမီးဘူးနိုင်လေးဖိပေးမယ်နော်အိတ်ကကြတော့မီးဘူးကအဓိကပေါ့နော်မီးဘူးဖိနိုင်ရင်အိတ်ကတက်ရက်ပြီးတော့ပူလှပါဒါဆိုရင်အပြင်အိတ်အလှပဲလေးရပါပြီဆိုရင်တော့သူ့ကိုဒီတိုင်းလေးခဏထားရမယ်ပေါ့နော်မောင်တို့ကအသွေးအိတ်ကိုစစ်ထည့်မယ်ပြီးရင်ဘေးပိတ်မယ်ပေါ့နော်အဲ့ဒါလေးလုပ်ကြမယ်မောင်တို့ကအသွေးအိတ်ကိုစကင်မယ်ပေါ့နော်သူ့ကိုလည်းပဲအလျား5 cm အနံ6 cm ဖောက်ထားရပါမယ်ရှင့်ဖောက်ထားပြီးရင်တော့မောင်တို့ကအိတ်ကက်ထည့်မယ်ပေါ့နော်အိတ်ကက်ထည့်ပြီးရင်တော့ဒီအိတ်ကအိတ်အကြီးဖြစ်တဲ့အတွက်ကြောင့်မို့မောင်တို့ကခီးလာတော့မှဖြစ်တဲ့အတွက်ကြောင့်မို့မောင်တို့ကစစ်ထည့်မယ်ပေါ့နော်စစ်ထည့်ရင်အဲ့ဒီမောင်ခောက်ပြထားတဲ့ပုံစံအတိုင်းပဲဒီတိုင်းခက်မယ်လို့မတက်ရင်တော့ပေတံနဲ့4 cm တေချာလေးတိုင်းပြီးတော့ခောက်မယ်ပေါ့နော်အဲဆိုရင်စစ်ကဘယ်လိုတက်ရမယ်ဆိုတာကိုမောင်ပြထားတဲ့အတိုင်းတေချာလေးကြည့်ပြီးတော့လုပ်ကြပါနော်makeup ဘောက်လိုပုံစံအတိုင်းစစ်ကိုပြောင်းပြမလှန်မနဲ့စစ်ကိုအတဲ့အတိုင်းပဲထားမယ်ပြီးတော့ပိတ်စကိုခောက်သွင်းမယ်အဲ့ဒီပုံမှာဆက်နဲ့ဖိအောင်ပါဒါလေးကတော့စစ်တက်လို့ပြီးသွားပြီပေါ့နော်စစ်တက်လို့ပြီးရင်တော့စစ်ကောင်းထည့်ပါမယ်ရှင့်စစ်ကောင်းကိုကြတော့မောင်ကဒီအကွင်းလေးတုံးထားတယ်ပေါ့နော်မောင်ကြတော့ကီးချင်းလေးထည့်ချင်တာမို့လို့စစ်ကိုဒီလိုကောင်းအဝိုင်းလေးတုံးထားပါရဲ့ရှင့်
စစ်ထဲတဲ့နီးကိုပထမမိတ်ကပ်ပေါင်းမှာပြောပြပြီးသားဖြစ်ပေမဲ့ဒီမှာလည်းတေချာလေးပြင်ပြထားတယ်ပေါ့နော်တကယ်လို့ထဲမတက်ဘူးဆိုရင်တော့မိတ်ကပ်ပေါင်းဗီဒီယိုမှာပြန်တော့ကြည့်ပြီးတော့လုပ်ကြည့်ကြပါရှင့်ဒါဆိုရင်စစ်လေလည်းတက်ပြီးဆိုတော့ဘေးပိတ်မယ်ဖောက်ထားတဲ့အပေါက်ကိုပိတ်မယ်ပေါ့နော်ပြီးတော့လိုတာတွေမလိုတာတွေကိုညှက်ထုတ်မယ်ပြီးရင်တော့အတွေ့အိတ်ကက်လေးရောပြီးသွားပါပြီရှင့်ဒီအသွေးအိတ်ကက်လေးရောပြီးသွားပြီဆိုလို့ရှိရင်အသွေးအိတ်ကက်ကိုဒီတိုင်းပြောင်းပြန်အတိုင်းထားမယ်အပြင်ကအိတ်ကက်ကိုအလှအတိုင်းထားပြီးတော့ဒီအိတ်ကက်ရဲ့အထဲကိုအပြင်အိတ်ကက်ကိုထည့်လိုက်မယ်ပေါ့နော်မောင်ပြထားတဲ့အတိုင်းကိုတတိချာလေးထည့်မယ်ဘေးပိတ်ထားတဲ့နေရာမှာဘေးမှာပဲတက်ပြီးတော့မောင်တို့ကပင်အနဲ့ထိုးပြီးတော့ချုပ်မယ်ပေါ့နော်ဒီဟာကိုချုပ်ပိတ်ရမယ်ပေါ့နော်ချုပ်ပိတ်ပြီးမှအလှဘက်ကိုပြန်လှန်မှာဖြစ်တဲ့ကြောင့်မောင်တို့ကအပေါက်နည်းနည်းချန်ထားရမယ်ပေါ့နော်မိတ်ကပ်ပေါင်းလုံးတဲ့ပုံစံတစ်ပတ်လည်လုံးချုပ်ပိတ်လို့ပြီးသွားပြီဆိုရင်တော့လှန်လို့မရသေးပါဘူးနော်ဒီပြထားတဲ့ပုံစံအတိုင်းပဲအလှပဲမလှပဲဆွဲထုတ်ပြီးတော့မောင်တို့ရဲ့ဖောက်ထားတဲ့ဒီအပေါက်နှစ်ခုရဲ့ချုပ်ပိတ်ထားတဲ့နေရာကိုနှစ်ဆပြန်ပြီးတော့ဆက်နဲ့ဖိပေးရမယ်ပေါ့နော်ဟိုဘက်ဒီဘက်ဖိပေးပြီးမှမောင်တို့ကခုနကအပေါက်ချန်ထားတဲ့နေရာကနေအလှဘက်ကိုလှန်လို့ရပါမယ်ရှင့်ကဲဒီလိုမျိုးအခြေအနေရောက်ပြီဆိုရင်တော့မောင်တို့ကအလှဘက်လှန်လို့ရပြီပေါ့နော်အဲဆိုရင်အလှဘက်လှန်ပြီးရင်တော့အပေါ်ကအပေါက်နေရာကိုချုပ်ပိတ်မယ်ချုပ်ပိတ်ပြီးရင်တော့မောင်တို့အိတ်ကားရပါပြီမောင်ကနေမကောင်းဖြစ်တာမို့လို့အတန်ကအရန်နာပြီးတော့6လက်တအားစိုးနေတာပေါ့နော်အတန်သွင်းတဲ့ချိန်တွေမှာလည်းလုံးဝအစီအပြေဖြစ်နေတဲ့ကြောင့်မအတန်ကမပီတာအတန်ဝင်တာနှာတန်ပေါက်နေတာမျိုးရှိရင်တော့အားလုံးခလုပေးကြပါလို့မောင်ပြောချင်ပါတယ်ရှင်ကဲအိတ်လေးကတော့လှန်လို့ပြီးပြီပေါ့နော်အဲဆိုရင်ဒီပေါက်နေတဲ့နေရာကိုမောင်တို့ကဆက်နေဖိချုပ်မယ်တချို့လူတွေကဒီနေရာနည်းနည်းဖိချုပ်တယ်ပေါ့နော်မောင်ကျအဲ့ဒီနေရာပဲဟိုဆက်ချုပ်ရိုးကြောင်ပေါ်နေမှာမကြိုက်တဲ့အတွက်ကြောင့်မောင်တစ်ပတ်လည်လုံးကိုဖိချုပ်လိုက်ပါရဲ့ရှင့်ဒါလေးကကြတော့တစ်ပတ်လည်လုံးကိုဖိချုပ်ပြီးသွားပါပြီရှင့်ဖိချုပ်လိုက်ရင်တော့အိတ်ကတတဲရက်လေးနဲ့လှသွားပဲပေါ့နော်အတွင်းဘက်ကလည်းအကြီးအဝတ်စား3-4ထည်လောက်ဝင်ပြီးတော့အိတ်ကလည်း2ခုဆိုတော့ပစ္စည်းတသေးလေးတွေလည်းတည်သွားလို့ရပါရဲ့ရှင့်အိတ်ကအရင်မခက်တာမို့လို့လုပ်ကြည့်ကြပါနော်ဒါဆိုရင်မောင်တို့ရဲ့အိတ်လေးကတော့ပြီးတော့ပါပြီရှင့်ဆိုရင်နောက်ဗီဒီယိုမှာပဲထပ်တွေ့ကြရအောင်ပါရှင့်အားလုံးဘိုင်ဘိုင်ပါ